Awara Agoya Teyaga Ba Agoya Dilo Dorogono Ye Adi Yewe Gozi Shibiro Idama Yimye Diana Yugo Gozi Nea Yashi Neja de Suro Muro Diana Brita Alono Hona Jinyo Buzo Jabo Sofiro Diali Dabo Jile Jedabo Yuito Lavare Eri Diago Madaya Mami Loe Au Yamana Mili Pitare Deyato Ye Namiga Le Magine Palare Padeyale Jeje Bioba Padeyale Garamamia Pumua Garamamia Lokoye Mana Maji Payalo Jejeli Tubi Manaji no Matune Vasapita Garamamia Homo mire kale jejeli phibibu metta yakhamare no Paridane Dhammakatiga ne kaba cha ne dalo khansa yaဟုတ်လားအဲ့တော့ပရိသတ်ရေဘာပဲပြောပြောကြဲလေးဖြေပေးဖို့မေတ္တာရက်ပါတယ်ကြဲလိုက်ဖြေတဲ့သူတွေနှက်ပြန်နှလုံးဒီပေါက်ပါစေဟုတ်လားမပေါက်ချင်ဘူးလားလိုက်မဖြေတဲ့သူတွေပေါက်ရင်တော့အဲ့ဒီတိုင်ပြေးပါစေGaramamia Padeyale Le Magine Palare Yamyoba Ideya Dedana Dogo Yaninya Hona Jinyo Buzo Jama Jili Doja Deyamo Jadimi Madia Baishin Jedomure Azayniya Do Loga Doda Shino Bayane Adu Payadaya Tanga Miba Sayalo Kore Anando Ananda Abadogo Abadia Shiko Buzo Jayine Damatabe Sate Mwenjaya Alodiana Breda Bauturo Gaudoga Low Kaleru Gozi Chilo Payadaya Tanga Miba Sayadoye Go Jizuri Ayo Yuga Laiso Buzo Jame Alo Solai Buddha Gono Mangamyo Buzova Ivaya Dhamma Gono Mangamyo Buzova Ivaya Danga Gono Mangamyo Buzova Ivaya Miva Gono Mangamyo Buzova Ivaya Saya Gono Mangamyo Buzova Ivaya Tadugo Logama Jisuro Ananda Gono Ananda Jito Mure Payadaya Tanga Miba Sayalo Kore Nando Nanda Abadogo Abadia Shiko Bozo Pirena Winimya Zoya Soa Imienda Kanyuwa Ivaya Nakau Sume Payamya Swa Imienda Kanyuwa Ivaya Payamya Swa Dayamya Swa Imienda Kanyuwa Ivaya Dangamya Swa Imienda Kanyuwa Ivaya Dangamya Swa Imienda Kanyuwa Ivaya Dangamya
များစွာအေးမြင့်တာမိဘနတ်ဗျာအေးမြင့်တာခံယူပါ၏ဗျာမိဘနတ်ဗျာအေးမြင့်တာခံယူပါ၏ဗျာမိဘနတ်ဗျာအေးမြင့်တာဆရာများစွာအေးမြင့်တာခံယူပါ၏ဗျာဆရာများစွာအေးမြင့်တာခံယူပါ၏ဗျာဆရာများစွာအေးမြင့်တာမေတ္တာနိတာကရောလောကေသမ္မာဘာတုဒုက္ခံကရောမေတ္တာတိတလာရံတိဟိဒုက္ခံတုဘုဒ္ဓိတာပဇာလောကေတတဝလေးလေးခေါ်မိပေါ်လာလောကရကဘာတွင်မှာမေတ္တာနိတာကရောမေတ္တာအေးလိုဖွေးပြူပါဝင်ငွေလာမင်းကြီးသည်သမ္မာတတဝတတွေအေးမြစေဖို့အတရေရွှမ်းကကောင်းမွန်စွာဒုက္ခံကရောသူလေးဝန္တာငါလေးရွှင်ပြုံးနှလုံးစိတ်ဝမ်းလန်းလာရကုတ်ချမ်းသာကိုပြုလျက်ဘာတုရန်လေကင်ဝေဘေးလေမခအေးရဖို့ရွှမ်းမြအတရေတွန်းပါစေတည်းမေတ္တာတိတလာရံတိမေတ္တာပွေလက်အိဒဆောင်သည့်အယောင်ဝါတို့ဖြင့်ဘုတိတထုံအလွန်အဒီတွေအကုန်သောဘာဇာကဘာကေဘွေအပြည့်ပြည့်၌ဒီနေများစွာတတ္တဝမန္တများတို့သည်ဒုက္ခယံတုကိုယ်စိတ်အေးစွာပြီးရန်ကွာ၍ဝန္တာတကဝချမ်းသာတော်မူနိုင်ကြပါစေတည်းယခုကမေတ္တာအာတိတမေတ္တာပဋ္ဌာနာများပြုပြီးတော့ဘုရားငါးစုနှစ်ဦးဓမ္မသဘင်အောင်ပွဲညကြည်လက်ကျတဲ့ဘွဲဓမ္မသဘင်စတင်ဖွင့်ပါပြီဓမ္မသဘင်စတင်ဖွင့်ပြီဆိုတော့ဘုံဘုံတို့နိုင်က7 နာရီခွဲပြီလို့30နဲ့2မိနစ်တောင်ရှိသွားပါပြီအလုံးတရားချစ်ခင်စိတ်ကောင်းဝင်တဲ့ဆွေတော်မျိုးတော်မိသားစုများမိမိတို့ရေရှည်ထိုင်နိုင်မဲ့ဣရိယာပုတ်ပုံစံပြောင်းပြီးတော့ကိုယ်နဲ့အစဉ်ပြေမဲ့ပုံစံကြိုက်တယ်လို့ပြောင်းထိုင်ငြိမ်သက်စွာတရားကိုနာယူနိုင်ပါပြီဗာတရားလေလှဲ့မကြီးနဲ့ပါလာတယ်တဲ့ပြန်ပြောပါဦးဥဘောပုံညင်စပါပင်စယံပင်သောကိုရိုတေဣဒာဣဒာလောကေဤလောက၌ပင်သောသူသူငါငါတတ္တဝါတို့သည်ပုံညံဘယသာသနာကောင်းမှုများစွာတို့ကိုလည်းကိုရိုတေကိုစိတ်နဲ့ကိုကောင်းမွန်စွာလုပ်ကြလေကုန်တော်၏မေဇောသူသူငါငါတတ္တဝါများတို့သည်ပါပိစာစိတ်ယုံမာတွေနဲ့လောက်ကြတဲ့မကောင်းတဲ့အကုသိုလ်တွေကိုလည်းပဲကိုရိုတေကိုစိတ်နဲ့ကိုအာရပါရလောက်ကင်ကြလေတော့၏ခြေသာတတိခြေသမီးတို့တဲ့ဒီလောကကြီးမှာသူသူငါငါတတ္တဝါတွေကကောင်းတဲ့ပုံညကုသိုလ်အလုပ်တွေရဲ့မကောင်းတဲ့ပါပအကုသိုလ်အလုပ်တွေရဲ့ဂရမမယကောင်းတဲ့ပုံညအလုပ်တွေနဲ့မကောင်းတဲ့ပါပအလုပ်တွေအလုပ်ဘယ်နှမျိုးလဲကောင်းတဲ့အလုပ်ရဲ့မကောင်းတဲ့အလုပ်ရဲ့လိုက်ပြောပါဦးဘာတွေလဲကောင်းတဲ့အလုပ်ရဲ့မကောင်းတဲ့အလုပ်ရဲ့အဲ့ဒီကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်နှမျိုးကိုကိုတို့တေကိုစိတ်နဲ့ကိုလုံးကြလေကုန်၏ဣတိသောတတ္ထနတ်လိုတော်ဆရာဘုရားရှင်ကိုတော်မြတ်က
အဘတိကောင်းစွာမသွေမိတ်ကြတော်မူခဲ့ပါ၏တည်းခြေသားခြေသမီးတို့တဲ့မင်းတို့ငါတို့နေထိုင်တဲ့ဒီလောကကြီးမှာသူငါတတ္တဝါတွေကကောင်းတဲ့အလုပ်ကိုလည်းကိုယ်စိတ်နဲ့ကိုယ်ကိုလုပ်နေကြတယ်မကောင်းတဲ့အလုပ်တွေကိုလည်းကိုယ်စိတ်နဲ့ကိုယ်ကိုလုပ်နေတတ်ကြတယ်အဲ့တော့ပရိသတ်ရဲ့နံပါတ်1စကားလုံးနှလုံးဓာတ်တွဲမှတ်ရမှာကဒီလောကကြီးမှာကိုယ်စိတ်နဲ့ကိုယ်ကိုပြန်ပြောပါလေကိုယ်စိတ်နဲ့ကိုယ်ကိုပြန်ပြောပါဦးပြန်ပြောကြည့်ပါဦးကိုယ်စိတ်နဲ့ကိုယ်ကိုကောင်းတာလဲကိုယ်စိတ်နဲ့ကိုယ်ကိုလှုပ်တယ်လို့မကောင်းတာလဲကိုယ်စိတ်နဲ့ကိုယ်ကိုလှုပ်တာဟုတ်လားကိုဘဝကိုပြန်ပြီးတော့နည်းနည်းလေးစစ်လိုက်ပြိတ္တရဲ့ကောင်းတာလှုပ်တာလဲဘုရုစိတ်နဲ့အဲ့တော့ကောင်းတာလှုပ်ဖြစ်အောင်တိုက်တွန်းတဲ့စိတ်ကဘာစိတ်ဖြစ်မလဲကောင်းတဲ့စိတ်ပြောပါစိတ်လဲမသေးကြဘူးလားကောင်းတဲ့စိတ်ရှိတဲ့ပုဂ္ဂိုလ်အပရိသတ်ရေကောင်းတာတွေလုပ်သည်နောက်တကပရိသတ်ရေတို့ရဲ့ဘဝမှာမကောင်းတာတွေကမလုပ်မိဘူးလားဒါတော်မများတို့တွေရဲ့ဘဝမှာကောင်းတာတွေကြိုးစားပြီးတော့လုပ်နေတော်လဲပဲတခါအကြောင်းအမျိုးမျိုးကြောင့်မကောင်းတာတွေကလုပ်မိတာလားမလုပ်မိတာလားနည်းနည်းလုံးမိတာလားများများလုံးမိတာလားကိုကြောင့်ကိုသိဖို့လိုသည်ဟုတ်လားအဲ့တော့လောကကြီးမှာပရိသတ်ရဲ့လူ၃မျိုးရှိတယ်တဲ့လူဘယ်နှမျိုးလဲဒါတော်မှများဒီတရားနာပြီးရင်ကိုပြန်စက်ကမယ်နော်။အိုးနာပြီးမှမဟုတ်ပါဘူးနာနေရင်းနဲ့စက်ကမယ်။ဘာရင်းနဲ့တရားနာရင်လည်းပြိဿရေဘုရုဘဝဘုရုစစ်ဘုဇုကိုဘုဇုစစ်မယ်ဘုဇုဘဝဘုဇုကြည့်မယ်အဲ့ဒါဗုဒ္ဓရဲ့လမ်းစဉ်ဟုတ်လားဘေကဝေရှင်သာတတိရှင်သမီးတို့မင်းတို့တွေတခဏရတဲ့လူဘဝမှာကိုမြင်အောင်ပြန်ကြည့်နိုင်ရမယ်ကိုသည်ကောင်းတာလုံနိုင်တဲ့ပုဂ္ဂိုလ်လားကိုသည်မကောင်းတာလုံနိုင်တဲ့ပုဂ္ဂိုလ်လားကိုရဲ့စိတ်တွေကအမြဲတမ်းကောင်းမှုဘက်ကိုဥတည်နေသလားမကောင်းတဲ့ဘက်ကိုဥတည်နေသလားလို့ကိုဘဝကိုပြန်ကြည့်နိုင်မှသူတော်ကောင်းတွေဖြစ်နိုင်မယ်ဘယ်သူဘဝဘယ်သူကြည့်နိုင်မှဓမ္မများဒီလောကကြီးမှာကိုပြန်ကြည့်တဲ့သူနဲ့သူများလိုက်ကြည့်တဲ့သူပဲအများတယ်ဓမ္မများကိုကြည့်နိုင်တဲ့သူနဲ့သူများလိုက်ကြည့်တဲ့သူပဲအများတယ်သတိထားရမယ်နော်မြတ်စွာဘုရားကသူများလိုက်ကြည့်ခိုင်းတာလားကိုကြည့်ခိုင်းတာလားအဲ့ဒီမှာဗုဒ္ဓနဲ့စလွဲတာတို့တွေကဖယားဗုဒ္ဓကကိုကြည်ခိုင်းတယ်တို့တွေကသူများလိုက်ကြည့်တယ်ဟုတ်လားလူလေး3 4 5ယောက်စုမိပြီဆိုလဲပြိဿရဲ့စကားတွေပြောလားမပြောဘူးလားကိုယ်အကြောင်းနဲ့သူများအကြောင်းပဲအကြောင်းပြောတာများသည်ဩအတင်းတုတ်ကြတာပေါ့ဟုတ်လားအဲ့တော့ပြိဿရဲ့တရားနာရင်နဲ့ကိုကြည်တဲ့ဒီကနေ့ဘုရားငါးစုဓမ္မသဘင်3ညတရားပွဲလုပ်တာ3ညလုံးဒုမိသားစုတွေလာနာလားမနာဘူးလားဓမ္မများတရားပွဲညာတိုင်းနာလားမနာဘူးလားမေးပါအောင်မယ်ဘုရားငါးစုဒိုက်အင်းကြီးရွာကမိသားစုတွေကိုမေးအောင်မယ်တရားဘာလို့နာကြတာလဲဓမ္မများဟောဒီရှောက်လန်းကနေနှစ်ချမ်းခွဲမယ်ညာဘက်အချမ်းကအရင်ပြင်မယ်ဘယ်ဘက်အချမ်းကခဏနေညာဘက်အချမ်းကဒုမိသားစုတွေကိုယ်စိတ်ထဲရှိတာကိုကြဲကြဲနဲ့အဘတရားဖြည့်ကြည်စမ်းမှာတရားဘာလို့နာကြတာလဲရှင်းနာကနိဗ္ဗာန်ရဖို့တဲ့ဟိုနောက်နာကကုသိုလ်လိုချင်လို့တဲ့ဟုတ်ပြီမှတ်ထားမယ်ဘယ်ပဲချမ်းကဒုမိသားစုတွေဖြည့်ကြည်စမ်းမှာစိတ်ထဲရှိတာမှန်မှန်အာရပါရဖြည့်လိုက်တရားဘာလို့နာကြတာလဲကိုရောရဲ့နာကျင်လို့နာတာပေါ့ရှားကြောတွေရှိတာဟောဆရာရှိဟောတာမဟုတ်ဘဲနဲ့ဟုတ်လား
မေယုံမဲ့ပြိဿရေဒီဘုန်းကြီးကအမေးမြတ်တားထူတာတရားပွဲ3ညကျင်းပါတယ်ရှေ့2ပါးကအမေးမြတ်ထူလားဓမ္မများဖြေပါကြည်ကြည်လေးဖြေပါနှလုံးဒီမပေါက်ချင်ဘူးလားဘုံဘုံကပြိဿရေဘာတပွင့်နဲ့ပြောဘာတပွင့်နဲ့ကျေမကြိုက်တာဘာမှကြိုက်တာအတန်ထည့်ပြောတော့ကြဘာကျေလို့ကျေမှမသိဘာကျေမကြိုက်တာအဲ့တော့ပရိသေရေမေးတဲ့အခါကြည်ကြည်လေးဖြေပေးဟုတ်မဟုတ်မှန်မှားရင်ပြင်ပေးမယ်ဟုတ်လားအဲ့တော့ဒုမိသားစုတွေတရားပွဲဆိုနာကြတယ်ဘာလို့နာကြတာလဲကုသိုလ်လိုခြင်းလို့ဆိုတဲ့အဖြေကမများဘူးလားအဲ့တော့စဉ်းစားမယ်ပရိသတ်မြတ်စွာဘုရားကအမြဲတမ်းစဉ်းစားခိုင်းတယ်နော်ဟုတ်လားဘာလို့ခိုင်းလဲအယံကာယောကြီးလက်မခံခိုင်းဘူးအယံကာယောကြီးမယုံခိုင်းဘူးဒုဗုဒ္ဓကကာလမသုံးမှာနည်းနည်းလေးနားဆွင့်ကြည့်လိုက်ငါတို့ရှေ့စင်ဆက်ဆရာတွေပြောတဲ့စကားမို့လို့လဲအမှန်မယူနဲ့တဲ့တေချာစဉ်းစားအောင်တဲ့ဟုတ်တယ်မို့လားသူတော်ကောင်းတွေငါတို့ကိုးကွယ်နေတဲ့ပုံကိုယ်တွေပြောတဲ့စကားမို့လို့လဲမှန်တယ်လို့တသမတ်တည်းမယုံလိုက်တဲ့အောင်တဲ့ဘာလို့အောင်စဉ်းစားအောင်တဲ့ပြောဘာလို့အောင်အဲ့တော့ပြိဿရေစဉ်းစားနိုင်မှလူပိသမှာနော်ဓမ္မများဘာနိုင်မှလူပိသမယ်လူနဲ့တိရစ္ဆာန်ဘာကွာလဲလို့မေးရင်တိရစ္ဆာန်တွေကမစဉ်းစားနိုင်ဘူးတဲ့ဟုတ်လားလူဆိုရင်ဘာနိုင်ရမယ်အဲ့တော့တို့တွေစဉ်းစားရအောင်ဟောဒီလူဘဝလူလောကဘုရားသာသနာမှာကုသိုလ်ရဖို့တခြားအရာတွေများစွာရှိလားမရှိဘူးလားကိုယ်အိမ်မှာကိုနေရင်လည်းပြိဿရေကုသိုလ်မရနိုင်ဘူးလားအိမ်တိုင်းကိုစီဘုရားကျောင်းဆောင်ရှိတယ်ဒီလိုမဟုတ်လားအဲ့ဒီဘုရားကျောင်းဆောင်မှာပြိဿရေဘုရားရှိခိုးမယ်တရဏဂုံ3ပါးစောင့်တည်မယ်မေတ္တာပွားမယ်တောက်တော်ရည်ချမ်းပန်းစီပြီးဇက်ကလူတိုင်းရင်ပြိဿရေကုသိုလ်မရဘူးလားကိုယ်အိမ်မှာကိုနေရင်လည်းတရှိတင်ချမ်းမိဘဘုရားနတ်ဆိုမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုဝေယဝိဇ္ဇလှုပ်ပေးရင်လည်းပဲကုသိုလ်မရဘူးလားကိုယ်အိမ်ရှိလမ်းမကိုကိုယ်တိုင်ရှောက်နေရင်လည်းကိုယ်စူးညောက်ခလုံးတွေတွေ့တဲ့အခါကျရင်ဩဓမ္မသူတွေမနှင်းမိစေဖို့ဆိုတဲ့ကောင်းတဲ့စိတ်နဲ့ဖယ်ပေးရင်လည်းကုသိုလ်မရဘူးလားကိုယ်ရဘုရားကျောင်းကစီဒီဘတော်သွားတဲ့အခါတန်ရှင်းလုံးမဲ့ဝေယဝိဇ္ဇလုံးမဲ့ဘုရားရှိခိုးမဲ့ယဟန်သံဃာဥချကြောမဲ့အဲ့ဒါလည်းကုသိုလ်မရဘူးလားဒါဆိုရင်ပြိဿရေတခြားကုသိုလ်ရစရာတို့ဘဝများစွာရှိလားမရှိဘူးလားတရားနာမကုသိုလ်ရတာဟုတ်ရဲ့လားသဘောပေါက်တယ်နော်အဲ့တော့ရှေ့သူတော်ကောင်းကြီးတွေကပြိဿရေတရားနာရတဲ့ရည်ရွယ်ချက်နှစ်ချက်ပြောခဲ့ပါတဲ့ရည်ရွယ်ချက်ဘယ်နှချက်တခြားမှတ်မယ်နော်ဓမ္မများတရားအပြောနာတာဟုတ်ရဲ့လားအပြင်းပြေနာတာလားဘာမှအလုပ်ကမရှိလို့အားနေလို့လာနာတာဟုတ်လားလွယ်ကူဖြစ်တဲ့ပွဲရောဟုတ်လားအဲ့တော့တန်ဖို့လိုလားမလိုဘူးလားဓမ္မများသဘောပေါက်လားအဲ့တော့တန်အောင်နာသေးချာနာကြံအောင်နာရမယ်အဲ့တော့ရှင်ဘုရားစာရည်တဲ့အရိယသူတော်ကောင်းတွေကတရားနာရတဲ့ရည်ရွယ်ချက်ဘယ်နှချက်နှစ်ချက်တဲ့နံပါတ်1မတရားသေးလို့နေရတဲ့ဒီဘဝတခဏလေးမှာကိုစင်ကျင်နိုင်ဖို့တရားနာရသည်ဟုတ်လားမတရားသေးတယ်မတရားသေးလို့နေရတဲ့တခဏဒီဘဝလေးမှာစကလုံးတိုင်းမှာအတိတ်ပဲပါတယ်နော်ဓမ္မများဒီကနေ့တို့တဲ့အသက်ရှင်ခွင့်နေထိုင်ခွင့်ရနေတာဘာမဖြစ်ကြသေးလို့မသေးကြရသေးလို့ပြောဘာမဖြစ်ကြရသေးလို့လောကကြီးပြိဿရဲ့အင်မတန်ရိုးရှင်းပါတယ်ကောင်းတဲ့ရှုံးမနေတဲ့နေရင်နေရမနေရင်သဘောပေါက်လားနေရတာလဲကံကြောင့်ပဲသေရတာလဲကံကြောင့်ပဲဘယ်သူမှဆွဲထားလို့မရတယ်လို့ဘယ်သူမှလည်းတွန်းထုတ်ပလိုက်လို့တရားဝါတစ်ခုပြောတရားဝါတစ်ခုကံရှိသလောက်နေရမယ်ကံကုန်တနေ့သေရမယ်မသေးကြဘူးလားတို့အလုံးကဗာမျိုးတွေကြဲပြောဗာမျိုးတွေဓမ္မများအောင်ပွဲညာသေချောင်းပြောလို့စိတ်မြန်စိုးနေကြမလားစိုးလဲသေမှာပဲဟုတ်လားဟဲ့ဘ
ဇူးမတော့မသေးခြင်းဘူးဒါပေမဲ့ဒုတတွေရဲ့ခန္ဓာကိုယ်ရဲ့စီးစင်းနေတဲ့သွေးကိုကလေးကဘာသွေးလဲသေမဲ့သွေးပြောပါမဲ့သွေးသိပ္ပံပညာရှင်ဆရာဝန်တွေကပြိဿရဲ့အဲ့ဒီသွေးတွေကိုယူပြီးတော့ဓာတ်ခွက်ခန်းနဲ့ထဲတယ်သူတို့ကအများကသတ်မှတ်တယ်အေသွေးဘီသွေးအေဘီသွေးမသတ်မှတ်ဘူးလားဒုဂေါရမဘုရားကသတ်မှတ်တဲ့ဒီသွေးတွေအလုံးဟာအိုမဲသွေးနာမဲသွေးသေမဲသွေးအများသတ်မှတ်တာအေသွေးဘီသွေးအေဘီသွေးဘုရားသတ်မှတ်တာကအိုမဲသွေးနာမဲသွေးသေမဲ့သွေးအရမများမသိကြဘူးလားဒီဘဝဘာရမယ်ဆိုတာမသိကြပဲမဲ့သိရမယ်ဆိုတာတော့ဒီဘဝကိုချစ်တဲ့သူနဲ့တွေ့ဆုံအတူနေရမယ်ဆိုတာမသိကြပဲမဲ့သေမင်းနဲ့တွေ့ရမယ်ဆိုတာတော့အရမများသဘောပေါက်တယ်နော်သစ္စာလေးပါးတရားမသိရင်ခဏနေပါယုံနဲ့ဓမ္မသင်္ခါရတွေနားမလဲရင်ခဏနေပါကိုနေတဲ့လောကရဲ့ဖြစ်စဉ်ဓမ္မတာသဘောအမှန်ကိုတော့လောကလူသားတိုင်းသိဖို့လိုလားမလိုဘူးလားသဘောပေါက်လားအာရမများနိဗ္ဗာန်တို့နဲ့လက်လန်းဝေးပါတယ်ကွယ်ဟုတ်လားဟဲ့မဝေးဘူးလားအာရမများနိဗ္ဗာန်တို့နဲ့လက်လန်းမိတာလားဝေးတာလားဘာလို့ဝေးတာလဲလို့ဆိုရင်ပရိသတ်ရေတို့တွေကအယောလူသားတွေဘာလူသားတွေအဲ့ဒါပြီးရင်ပြောမယ်လူသုံးမျိုးထဲမှာထည့်ပြောမှာအခုတို့မိသားစုတွေသေချာမှတ်ရမှာကတို့တွေရဲ့ခန္ဓာကိုယ်ထဲမှာစီးစင်းနေတဲ့ဒီသွေးတွေကအိုမဲသွေးနာမဲသွေးသေမဲ့သွေးမသေးရဘူးလားငယ်ငယ်လေးလဲသေနိုင်တယ်အလက်အရွယ်လဲသေနိုင်တယ်ကြီးလာရင်လဲကဲသေမင်းနဲ့ချင်းဆိုထားတဲ့ချုပ်ထားတဲ့စာချုပ်ရက်ချင်းရှိလားရှင်းလူကြီးတွေပြောတဲ့နေ့မြင်ညပြောက်ပြောနေ့မြင်အခုခေတ်ကပြောင်းသွားပြီအခုမြင်အာရမများသတိထားနော်အာရမများမတရားသေးလို့နေရတဲ့ဒီဘဝလူဘဝတခဏလေးမှာကိုစင်ကျင်နိုင်ဖို့ဘာနာရသည်ဘာနိုင်ဖို့ကြဲပြောဘာနိုင်ဖို့စင်ကျင်နိုင်ဖို့ဟာအင်မတန်ရေးကြီးလားမကြီးဘူးလားစင်ကျင်နိုင်ခြင်းဆိုတဲ့စကားလုံးကိုအနောက်ကတရားလေးထည့်ပြောမယ်စင်ကျင်တုံတရားပြောပါတရားပြန်ပြောပါတရားလူဘဝလူသားတယောက်ရဲ့ဘဝမှာရွှေမရှိရင်ခဏထားရှာလို့ရတယ်ငွေမရှိရင်ခဏထားရှာလို့ရတယ်စီးစိမ်ဥစ္စာယရနာယာတုဂုံသိမ့်တွေကတဘဝစာပဲဖြစ်တဲ့စင်ကျင်တုံတရားကအင်မတန်မှအရေးကြီးတယ်အရေးမကြီးဘူးလားပရိသတ်ရဲ့လူဘဝရဲ့တန်မိုးကိုပြောပါဆိုရင်ဘာတရားလဲစင်ကျင်တုံတရားရှိတဲ့ပုဂ္ဂိုလ်ဟာအင်မတန်မှတန်ဖိုးရှိတယ်စင်ကျင်တုံတရားကင်းမဲ့တဲ့ပုဂ္ဂိုလ်တွေကဘဝတန်ဖိုးမဲ့တယ်တဲ့ဟုတ်လားအဲ့တော့ယဟန်ဖြစ်ဖြစ်လူဖြစ်ဖြစ်ဘာနိုင်ဖို့လိုလဲစင်ကျင်နိုင်ဖို့လိုတယ်အာရမများဘာနိုင်ရမယ်ယဟန်တန်ဃာတွေလည်းပြိဿရေဘာလုပ်နေရတာစင်ကျင်နေရတာတဲ့ပြောဘာလုပ်နေရတာမြတ်စွာဘုရားရဲ့ဝဏီတော်ဥပရိဝိနည်းပိဋကဟာခြေသားတို့ခြေသမီးတို့မင်းတို့တွေအယံကာရောနေခြင်းသလိုမနေကြနဲ့ဘလို့နေခိုင်းတာစင်စင်ချင်းနေခိုင်းတာပြောဘလို့နေခိုင်းတာဓမ္မတန်ဖိုးရှိမှာဟုတ်လားဟဲ့ဓမ္မမြတ်ဘာရှိမှာယဟန်ကလည်းစင်ကျင်နိုင်မှယဟန်တန်ဖိုးရှိတယ်လူသားတွေကလည်းစင်ကျင်နိုင်မှဘာတန်ဖိုးရှိမယ်မိဘကလည်းမိဘလို့စင်ကျင်နိုင်မှမိဘတန်ဖိုးရှိတာမဟုတ်လားဆရာကလည်းဆရာလို့စင်ကျင်နိုင်မှမသိကြဘူးလားအမျိုးသမီးမိမသားတွေကလည်းမိမသားလို့စင်ကျင်နိုင်မှမိမသားတန်ဖိုးရှိတာဟုတ်လားဟဲ့ယောက်ျားအမျိုးသားတွေကလည်းယောက်ျားရဲ့
ယောက်ျားတွေဆင်ကျင်နိုင်မှအဲ့ဒီယောက်ျားပါရှိတာမသိကြဘူးလားဒါဆိုရင်တို့တလောကလုံးရဲ့တန်မိုးတွေရဲ့အချက်အချာအချုပ်ပါတခြားလားဆင်ကျင်တုံတရားလားတို့မိသားစုတွေဘဝမှာများများဆင်ကျင်နိုင်ရင်ဘဝရဲ့တန်ဖိုးများများရှိလေပဲလုံးဝမဆင်ကျင်နိုင်ဘူးဆိုရင်တော့သိကြပြီအဲ့ဒီလူသားဘဝတန်ဖိုးမရှိတော့ဘူးတဲ့မဲ့သွားပြီဟုတ်လားဟဲ့ဒါကြောင့်မလို့တရားနာတယ်ဆိုတာမတရားသေးလို့နေရတဲ့တက္ကနာဒီဘဝပါနိုင်ဖို့ရဲ့ကြဲကြဲပြောပါနိုင်ဖို့ရဲ့အဲ့တော့သားသမီးတွေလည်းလောကမှာအများကြီးရှိတယ်ဆင်ញင်နိုင်တဲ့သားသမီးကမိဘကျေးဇူးမဆက်နိုင်ရင်တော့အဲ့ဒီသားသမီးမိဘကျေးဇူးမစော်ကားတော့ပါနိုင်သွားပြီဟုတ်လားဟဲ့ဒါတော်မမြတ်ရက်တဲ့ရွာတဲ့လောကတွေကိုနည်းနည်းလေးလှမ်းပြီးတော့ကြည်လိုက်စမ်းပါဆင်ញင်တုံးတရားရှိတဲ့ပုဂ္ဂိုလ်ကလှုပ်ချင်တာတွေမလှုပ်တော့ဘူးတဲ့လှုပ်တဲ့နာပဲဒီဘဝရွေးလှုပ်သည်ပေါင်းကျင်တဲ့လူနဲ့မပေါင်းတော့ဘူးတဲ့ပေါင်းတဲ့လူနဲ့ပဲသူရွေးပေါင်းသည်ဟုတ်လားမကောင်းတာမလှုပ်ချင်လို့မဟုတ်ဘူးလှုပ်ချင်စိတ်ကိုထိန်ချုပ်ပြီးတော့စင်စင်ချင်းချင်းနေတာအဲ့တော့မှမြတ်ဥပုပ်နေ့တွေမှာတို့မိသားစုတွေလူကြီးတွေဥပုပ်ယူလားမယူဘူးလားအဲ့ဒီဥပုပ်သီလဆိုတာတခြားလားဆင်ញင်ရတာလားဩအချိန်ကိုကြည့်ရတယ်နေရာကိုကြည့်ရတယ်ဟုတ်လားဟဲ့ပြောချင်တာမပြောပြတော့ဘူးဆင်ញင်တာလှုပ်ချင်တာမလှုပ်ဖြစ်အောင်မလုပ်တာတခြားလားသီလလားဒါဆိုရင်၅ပါးသီလ၈ပါးသီလ၉ပါးသီလလုံဖို့ခြုံဖို့ဆိုရင်ပါနိုင်ဖို့လိုသည်အာမဘန်းနေပါဖရာလို့ဘုန်းကြီးကြောင်းသွားပြီးတော့အာမဘန်းနေတော့ပြမိကောင်းထောင်ပြီးတော့ခန်းလာတယ်ကိုရောနှုတ်ရောစိတ်ရောမစင်ញင်ဘူးတွေ့ကြရလို့တွေ့ကြရပြောတွေ့တဲ့သူနဲ့ပေါင်းနေရင်ပြိတ္တရဲ့အဲ့ဒီသီလအဲ့ဒီဥပုပ်ရှိပါမလားသဘောပေါက်လားဒါဆိုရင်တရားနာရတာဒီဘဝပါနိုင်ဖို့ရဲ့တရားမှတ်မယ်နော်နောက်နံပါတ်နဲ့ရည်ရွယ်ချက်ကပြိတ္တရဲ့ဒီဘဝမနေရတော့လို့သိရတဲ့အခါတမလွန်တန္တရာခရီးအတွက်ပြင်ဆင်နိုင်ဖို့ပါနိုင်ဖို့ပါဓမ္မများအတန်တိုးတဲ့ဓမ္မများတို့တွေဒီဘဝမနေရလို့သိရတဲ့အခါကိုစီတမလွန်တန္တရာခရီးသွားရမှာလားမသွားရမှာလားအဲ့ဒီတမလွန်တန္တရာခရီးကိုယ်တိုင်သွားရတဲ့အခါတဲ့အလုံးနားလေအောင်ပြောရင်စားစရာပြည့်စုံအောင်နေစရာပြည့်စုံအောင်ဝတ်စရာပြည့်စုံအောင်အရာရာအစဉ်ပြေအောင်ဒီဘဝမှာပါဖို့လိုတယ်ပြင်ဆင်ထားဖို့လိုတယ်ပြောပါဖို့လိုတယ်ဒါဆိုရင်အလုံးသဘောပေါက်နားလည်သွားပြီတရားနာရတာရည်ရွယ်ချက်ဘယ်နှချက်တာဝန်ဘယ်နှခုလဲမတရားသေးခင်ဆင်ញင်နိုင်ဖို့ရဲ့သေတဲ့တနေ့တန္တရာအတွက်ပြင်ဆင်နိုင်ဖို့ရဲ့အလုံးဘယ်နှခုလဲသဘောပေါက်လားဓမ္မများတရားနာကြရတဲ့ရည်ရွယ်ချက်သိပြီလားအဲ့တော့ဒီကနေ့တို့များတရားတွေနာပြီးတော့အဲ့ဒီတရားနာယူခြင်းကြောင့်ရလာတဲ့အသိဉာဏ်တရားတွေအသိတရားတွေပြောပါတရားတွေအတ္တိတရားတွေနဲ့တရိထားပြီးတော့ဘဝမှာလှုပ်ခြင်းပင်မဲ့မကောင်းတာဆိုရင်မလှုပ်မိအောင်မလုပ်ရမှာသဘောပေါက်လားပြောခြင်းပင်မဲ့မကောင်းတာဆိုရင်မပြောမိအောင်ဒီလိုမဟုတ်လားစိတ်ထဲမှာတွေးခြင်းပင်မဲ့မကောင်းတဲ့အတွေးစိတ်ကိုမျိုးဆိုကိုယ်စိတ်ထဲမှာကြာမတွေးမိအောင်သဘောပေါက်လားအခြေခံအရေးကြီးလားမကြီးဘူးလားဓမ္မများယဟန်လဲဆင်ញင်ရမယ်လူတွေလဲအဲ့ဒီယဟန်လဲမဆင်ញင်ယဟန်ဘဝတန်ဖိုးကြတာပဲအပြစ်ပြောခံရမယ်ကဲ့ရဲ့ခံရမယ်သူ့ကြောင့်သာသနာတခွင်မျက်နာပြက်စရာတွေဖြစ်လာမဖြစ်ဘူးလားဓမ္မများဘုန်းတို့ဒီလောကကြီးမှာပြိဿရဲ့သာသနာပေါင်းတဲ့ကိုနည်းနည်းလှမ်းကြည့်လိုက်မစင်မကျင်နေတဲ့တချို့ယဟန်တမဏေတွေကြောင့်ဘုန်းတို့ရဲ့ဗုဒ္ဓဘာသာမျက်နှာပြက်စရာတွေဒီကနေ့ online ပေါ်မှာအသီးသီးတွေ့ရလားမတွေ့ရလားမစင်ញင်နိုင်ရင်ဘာကြတယ်လို့ပြောခဲ့တန်ဖိုးကြတယ်ဓမ္မများသဘောပေါက်လားဟဲ့
မစင်ကျင်နိုင်ရင်ပါကြတယ်ဒါဆိုရင်ပြိဿရဲ့အလုံးသိပြီဘေးဆရာတော်ရဲ့ဘယ်နေရာမှာဘယ်ပွဲကဘာတရားပဲနာနာကြီးဝဲချက်ဘယ်နဲ့ချက်စင်ကျင်နိုင်ဖို့ရဲ့ပြင်ဆင်နိုင်ဖို့ရဲ့ပြန်ပြောပါဦးသဘောပေါက်ပြီလားအဲ့တော့တို့တွေမသေးခင်စင်စင်ချင်းချင်းနေဖို့လိုသည်သေရမှာတကယ်သိတဲ့အတွက်ကြောင့်ဓမ္မလွန်ခရီးတကယ်ရှိတယ်ဆိုတာသိကြတဲ့အတွက်ကြောင့်ဒီမသေးခင်အချိန်လေးမှာကြိုတင်ပါလှုပ်ထားဖို့လိုသည်ဓမ္မလွန်ခရီးဆိုတာရှိလားမရှိဘူးလားရှိလားမရှိဘူးလားဓမ္မလွန်ခရီးမရှိတော့ဘူးနောင်ဘဝတန်တရာမရှိတော့ဘူးဆိုရင်ပရိသတ်ရေစောစောကပြောမဲ့လူ၃မျိုးတည်းကအမြင့်ဆုံးအမြတ်ဆုံးလူသားအရိယာယဟန္တာတဲ့ဘယ်လိုလဲအာရမမြတ်နောက်ဘဝဓမ္မလွန်တန်တရာဆိုတာဘယ်တော့မှမရှိတော့ဘူးတဲ့အမြင့်ဆုံးလူသားအမြတ်ဆုံးလူသားတခြားလားအရိယာသူတော်ကောင်းတွေလားအဲ့ဒါလိုအရိယာသူတော်ကောင်းတွေကပြိတ္တရဲ့ဒီဘဝဒီလောကမှာမကောင်းတာဆိုလို့မြူတစိတောင်မလုပ်တော်ဘူးတဲ့ကာရမမြတ်မကောင်းတာဆိုရင်မြူတစိတောင်မလုပ်တော်ဘူးတဲ့မကောင်းတဲ့စကားတွေကိုမြူတစိတောင်မပြောတော်ဘူးတဲ့မကောင်းတဲ့အတွေ့စိတ်ကူးတွေကိုမြူတစိတောင်စိတ်ထဲမှာမထားတော်ဘူးတဲ့ဘယ်သူတွေလဲအရိယာသူတော်ကောင်းတွေပြောဘယ်သူတွေလဲအာရမမြတ်ကိုဘဝကိုပြန်ကြည့်ရမယ်လို့ပြောခဲ့တယ်နော်အဲ့တော့တို့ကြည်လဲကျေတဝင်းတို့ရဲ့ဘဝတို့မိသားစုရဲ့ဘဝကိုပြန်ကြည့်လိုက်စမ်းပါတို့တွေမကောင်းတာဆိုရင်မြူတစည်းတောင်မလုတ်ပဲနေနိုင်ပြီလားမမှန်ကန်ကန်တိတိကျကျကိုအကြောင်းကိုသိဖို့လိုတယ်နော်အာရမမြတ်ဟောဒီကြည်လဲကျေတဝင်းပါဝင်တို့မိသားစုတွေမကောင်းတဲ့ဇကားကိုမြူတစည်းမြမပြောပဲနေနိုင်ပြီလားငါတော့ဥပုပ်ကြီးနဲ့မို့လို့မလေးကောင်းမှမနှက်ဖန်ညမှာတွေ့မယ်ဥပုပ်နေ့တောင်အန်ကျိတ်နေရတာမို့လားအာရမမြတ်ထိန်ရလားမထိန်ရဘူးလားစင်ကျင်ရလားမစင်ကျင်ရဘူးလားဘလောက်ပဲစင်ကျင်ခြင်းပြိတ္တရဲ့ဒုတွေရဲ့ဘဝမှာအပြစ်အကုသိုလ်ဒုစရိုက်ဆိုတာအခါအားလျော်စွာအကြောင်းအမျိုးမျိုးကြောင့်ဖြစ်လာမဖြစ်ဘူးလားဒါဆိုရင်ပြိတ္တရဲ့ကြည်လဲကျေတဝင်းတို့နဲ့ဒီမိသားစုတွေအမြင့်ဆုံးအမြတ်ဆုံးလူသားစရင်ထဲမှာပါပြီလားသိကြပြီဟုတ်လားဒီထဲမှာအရိယာသူတော်ကောင်းတယောက်လောက်ပါရင်လည်းပြောအောင်သဘောပေါက်လားကာရမမြတ်လူ၃မျိုးစခွဲနေပြီနော်လူဘယ်နှမျိုးလဲအမြင့်ဆုံးမကောင်းတဲ့အလုံးနဲ့မကောင်းတဲ့အပြောမကောင်းတဲ့အတွေးတွေကိုမြူတစည်းတောင်မလုံးမပြောမတွေးတဲ့ပုဂ္ဂိုလ်အရိယာသူတော်ကောင်းတွေအဲ့ဒီအရိယာသူတော်ကောင်းတွေကပြိတ္တရဲ့ဒီဘဝဟာနောက်ဆုံးဘဝဒီဘဝဟာနောက်ဘဝဆိုတာရှိသေးလားဒါဆိုရင်အရိယာသူတော်ကောင်းတွေကဆင်ញင်ပြီးတော့နေဖို့ပဲလိုတော့သည်ပြင်ဆင်စရာလိုသေးလားဘာမရှိတော့လို့ပြောကြဲပြောဘာမရှိတော့လို့ဒါဆိုရင်ဒီမိသားစုတွေနဲ့ကြည့်လဲကျေတဝင်းတို့အမြင့်ဆုံးနဲ့အမြတ်ဆုံးလူသားစရင်ထဲမှာမပါသေးဘူးဟုတ်လားဟဲ့ဂရမမြတ်သဘောပေါက်လားဘယ်နှမျိုးရှိတယ်လို့ပြောတာအလဲလူမျိုးကိုခဏထားမယ်အယုတ်ဆုံးအညံဆုံးပရိသတ်ရဲ့အောက်ဆုံးကလူတန်းသားကိုပြောမယ်အဲ့ဒါလူပါလားပြောပါလေကြဲပြောပါလားဖယားသာသနာနဲ့ဘလောက်ပင်ကြုံညာတော်လဲပဲတရားနာတော်နော်အမေဗုဒ္ဓဘာသာအဖေဗုဒ္ဓဘာသာမိဘနှစ်ပါးကကောင်းမွန်စွာမွေးထုတ်လိုက်တော်လဲပဲဆရာယဟန်တန်ကမိဘအလုံးကလမ်းညွန်ဆုံးမဆိုဆုံးမရတော်လဲပဲအဲ့ဒီလူသားရဲ့ဘဝမှာကောင်းတာဆိုရင်မြူတစေမှမလုတ်ခြင်းမလုတ်တဲ့လူသားတွေဒါနသီလသမထဝိပဿနာသူတို့ဘဝမှာဗလာနတ္ထိဘာမှမရှိဘူးတဲ့အဲ့ဒါလိုလူတွေကိုပြိတ္တရဲ့ဒီလောကမှာရှိလားမရှိဘူးလားရှိတယ်တရားတော်မတို့ဘုရားသာသနာနဲ့ကြုံတော်လည်းပဲတန်ဖို့မသိဘူးတဲ့
မိဘနှစ်ပါးကောင်းမွန်စွာမွေထုတ်လိုက်တော်လဲပဲပရိသတ်ရေမွေးရကြိုမနှက်ဘူးတဲ့လူဘဝအတိတ်ကံအကောင်းကြောင်းရောက်လာတော်လဲပဲလူပြည့်ရကြိုမနှက်တဲ့ပုဂ္ဂိုလ်တွေရှိလားမရှိဘူးလားသေကြတယ်ကြည်လဲကျဲတော်ဝင်တဲ့ဒုမိသားစုတွေအဲ့တလောက်ရုပ်ညံ့တဲ့စရင်ထဲမှာလဲပါမနေပြန်ဘူးမပါဘူးလားပါရဲ့လားမပါဘူးနော်ဓမ္မမြတ်ကိုအခုစကားတင်စစ်နေပြီနော်စဉ်းစားရမယ်ဟောသမျှနားထောင်ပြောသမျှအဟုတ်တင်ပြီးတော့တတိယသာဓုခေါ်ကဲတရားဝဲပြီးပါပြီခင်ဗျာဗုဒ္ဓသာသနာမှာခင်ဗျာဆိုတာနဲ့ဖက်နဲ့ကောက်ရှာပြီးအိမ်ပြန်သွားတာအဲ့ဒါဘာအမှတန်ကြီးမရှိဘူးဘာအကျိုးမြတ်မှမကြံဘူးဟုတ်လားနောက်တစ်ခါတရားဒီကနေ့မြန်မာနိုင်ငံမှာတရားပွဲတစ်ပွဲကိုဓမ္မပူဇာဘယ်လောက်ရပါတယ်ခင်ဗျာအဲ့ဒီဓမ္မပူဇာများများရရင်အဲ့ဒီတရားပွဲမြတ်တယ်လို့ထင်တာပြိဿကြီးအဲ့ဒါအမြတ်မဟုတ်ဟောတဲ့တရားကိုနာယူသူမိသားစုပြိဿတွေနှလုံးသားမှာဘလောက်ကြံတယ်လဲဘဝမှာဘလောက် apply လုပ်နိုင်တယ်လဲကျင့်ကြံနိုင်တယ်လဲဆိုတာရေးကြည့်လားမကြည့်ဘူးလားဓမ္မမြတ်သဘောပေါက်လားဟဲ့လောက်ရတာမလွယ်ဘူးနော်ခေတ်ကာလအခြေအနေနဲ့ကုန်စည်နှုန်းအခြေအနေတွေနဲ့စီတွေဝယ်မရတာနဲ့စီစဉ်တဲ့လူတွေလွယ်လေးလားခက်ခဲလားဓမ္မမြတ်ဒီပွဲဟာလွယ်လေးလားခက်ခဲလားခက်ခဲလို့ဖြစ်မြောက်လာတဲ့ပွဲကိုတန်ဖိုးမဲ့စွာမသိငြိမ်ကြပါနဲ့ဟုတ်လားမုံလို့ပြောတာလားချစ်လို့ပြောတာလားသဘောပေါက်တယ်နော်အဲ့တော့ပရိသတ်ရေလူ၃မျိုး၃စားအထက်တန်းအရိယာပုဂ္ဂိုလ်တွေမှာလဲတို့တွေပါမနေပြန်ဘူးအယုတ်ဉဏ်ဆုံးစရင်ထဲမှာလဲတို့တွေရှိမနေပြန်ဘူးဒါဆိုရင်တို့တွေဗမာရောက်နေတယ်အလဲမှာရောက်နေတယ်ပြောဗမာရောက်နေတယ်ဘုဒ္ဓကိလေသေဇဏေတိတိဘုဒ္ဓဇနောကိလေသာဒုစရိုက်အကုသိုလ်တွေကိုယံဖန်ယံခါမကြအကြောင်းအမျိုးမျိုးကြောင့်ဘုဒ္ဓလှုပ်တဲ့ပြောတဲ့ဆိုတတ်တဲ့သဘောရှိတဲ့အတွက်ကြောင့်သောထိုပုဂ္ဂိုလ်လူအတ္တဇာကိုပုထုဇဉ်ဟူ၍ကောင်းစွာမှတ်သွေမှတ်ထိုက်ပါပေ၏ဓမ္မမြတ်တို့တွေဟာတခြားလားပုထုဇဉ်တွေလားကိလေသာမကောင်းတဲ့ဒုစရိုက်အလုတ်တွေအပြောတွေအတွေးစိတ်ကိုအကြံစီတွေမကြအခါအလျောစွာအကြောင်းအမျိုးမျိုးကြောင့်လောက်တဲ့ပြောတဲ့တွေးတက်လို့ပါတယ်လေပုထုဇဉ်ပြောပါလေရုပ်အဉဏ်ဆုံးကုသိုလ်မလုပ်လုံးဝကုသိုလ်မလုပ်တဲ့လူတန်းစားထဲမှာလည်းမပါတယ်လို့လုံးဝအကုသိုလ်မလုပ်တဲ့လူတန်းစားထဲမှာလည်းမပါဘူးအဲ့တော့ဒုတွေကပုထုဇဉ်ဆိုတာပြိဿကြီးအယောပုဂ္ဂိုလ်တွေဘာပုဂ္ဂိုလ်တွေလဲပြောဘာပုဂ္ဂိုလ်တွေလဲဘာတွေရောနေကုသိုလ်တွေရောအကုသိုလ်တွေရောပြောပါရဲ့ဘာလဲကောင်းတာတွေတို့ဘဝကြိုးစားပြီးတော့လုပ်တော်လဲပဲအကြောင်းမျိုးကြောင့်ကောင်းတာလုပ်နေရင်နဲ့တို့တွေမကောင်းတာတွေကိုဖြစ်လာမဖြစ်ဘူးလားဘုရားရှိခိုးနေရင်ဒေါသထွက်နေတဲ့အခါမျိုးတွေလည်းရှိလားမရှိဘူးလားမေတ္တာပို့နေရင်မကျင်တဲ့နေတဲ့စိတ်တွေလည်းပေါ်လားမပေါ်ဘူးလားဓမ္မမြတ်သဘောပေါက်လားမိဘလုံးကျွေပြုစုစောင့်ရှောက်နေရင်နဲ့အဲ့ဒီမိဘကိုပဲပြန်ခံပြောမိတဲ့အခါမျိုးတွေရှိလားမရှိဘူးလားသဘောပေါက်လားဒါဆိုရင်တို့တွေကအတန့်လူတွေလားအယောလူတွေလားရောနေပြီကုသိုလ်တွေရောအကုသိုလ်တွေရောပြန်ပြီးတော့နေရတဲ့ဘဝဖြစ်နေတဲ့ဘဝဒါဆိုရင်ကုသိုလ်ကအကျိုးပေးရင်ကောင်းကျိုးပေးမှာအကုသိုလ်ကအကျိုးပေးရင်မကောင်းကျိုးပေးမှာဒီလိုမဟုတ်လားအဲ့တော့အယောကြီးနဲ့တမလွန်ခရီးဘဝကူးရပြီဆိုရင်ပြိဿရေအဲ့ဒီကံနှစ်ပါးကောင်းကံမကောင်းကံပြောပါလေကံဆိုတာဘုရားတရားနတ်တစ်ပါးကရော့အင်းလို့လိုက်ပေးတာလားကိုယ်တိုင်လုပ်ခဲ့တာလားမသေးကြဘူးလားဓမ္မမြတ်ဒုက္ခတံကမ္မံစာယာဝအနုပါယိနေဘိက္ခဝေပရိသတ်လေးပါးခြေသာတည်းခြေသမီးတို့ဒုက္ခတံကမ္မံမင်းတို့တွေရဲ့ဘဝမှာကိုယ်စိတ်နဲ့ကိုယ်တိုင်လုပ်ခဲ့တဲ့ကောင်းတဲ့အလုံးလို့ခေါ်တဲ့ကောင်းတဲ့ကံတွေရဲ့
မင်းတို့ရဲ့ဘဝမှာမကောင်းတဲ့စိတ်တွေနဲ့မင်းတို့ကိုယ်တိုင်လုပ်ခဲ့တဲ့မကောင်းတဲ့ကံတွေရဲ့အဲ့ဒီကောင်းကံမကောင်းကံကံနှစ်ပါးကသာလည်းစာယာဝါမင်းတို့သွားလျာဘဝတန္တရာခရီးအနောက်ကိုအရေးပမာမခွဲခွာပဲနဲ့အနုပါယီနီအစဉ်တစိုက်ထက်ကျက်မကွာလိုက်ပါလေတော့ဤဣရိဣသောတတ္ထာနတ်လူတို့ဆရာဘုရားရှင်ကိုရောမြတ်ကအဘာတိကောင်းစွာမသွေဟောပြတော်မူခဲ့ပါပေတည်းဆိုလိုက်စမ်းမှာကောင်းကံမကောင်းကံဤနကံအစဉ်လိုက်နေမှာကောင်းကံမကောင်းကံဤနကံအစဉ်လိုက်နေမှာကိုသွားလေရာထက်ချက်မှာကွာအရေးပမာမခွဲခွာပဲနဲ့လိုက်နေမှာကတခြားလားကိုယ့်ရဲ့ကံတွေလားကိုယ့်ရဲ့ကံတွေကလည်းပြိဿရေတစ်ခုတည်းလားနှစ်ခုလုံးလားကောင်းတာလို့တော့ကောင်းကံအဲ့ဒီကောင်းကံလည်းလိုက်မကောင်းတာလို့တော့မကောင်းကံအဲ့ဒီမကောင်းကံလည်းကြံခဲ့မှလားလိုက်လာမှလားဒါဆိုရင်တမလွန်ရောက်လို့အကျိုးပေးကြဟေ့ဆိုရင်ပြိဿရေဘယ်ကံကအကျိုးပေးမှလဲဘယ်ကံကအနိုင်ယူမှလဲစဉ်းစားဖို့လိုလားမလိုဘူးလားတွေးဖို့လိုလားမလိုဘူးလားဘာဖြစ်လို့ဒီတရားကိုသေချာတွေးတဲ့နာလဲလို့မေးရင်တို့တွေရတစ်သလုံးအတန့်နဲ့သွားမှလားအယောနဲ့သွားမှလားဓမ္မမများလုံးဝဖြူစင်လွန်တန်ရှင်းလွန်အရိယာဖြစ်သွားပြီဆိုရင်တော့ပြောဝယ်မလို့ဘူးပေါ့ဟုတ်လားဟဲ့ဘာဖြစ်လို့လဲနိဗ္ဗာန်လက်တကမ်းကိုဟုတ်လားဟဲ့အယောဘဝနဲ့ရှိနေအောင်ရင်တော့ပြိဿရေ30ပုံလဲနေအောင်မှာမို့လား30ပုံလဲနေအောင်မှာဆိုရင်ဒီတန္တရာခရီးသွားနေကြရအောင်မှာတန္တရာခရီးသွားကြရင်တော့ဩနာတိဒုက္ခရှိနေကြအောင်မှာမသိရဘူးလားဒါဆိုရင်ဩနာတိဒုက္ခရှိနေစေအောင်တော့ဘဝမှာအစဉ်ပြေဖို့တော့အရေးကြီးလားမကြီးဘူးလားဓမ္မမများလောကကြီးလူသားတွေပြိဿရေလူချင်းသာတူတယ်ကံချင်းတူလားတူရဲ့လားဟဲ့တဝမ်းတခါတဲ့တမအီတဲ့မွေးလိုက်လို့ပြိဿရေညီကောင်မောင်နှမဆိုတော်လည်းပဲသူကံကိုကံတူလားကံနေဘာလို့မတူတာလဲဓမ္မမများလူအချင်းချင်းကံနေဘာလို့မတူတာလဲလောက်ရက်တွေမှမတူကြတာဟုတ်လားဓမ္မများလောက်ရက်တွေတူလားလောက်ရက်တွေတယောက်နဲ့တယောက်ဘာလို့မတူတာလဲအကြိုက်တွေမှမတူကြတာဟုတ်လားဓမ္မများသူနဲ့ကိုအကြိုက်တူလားအကြိုက်မတူတော့လောက်ရက်မတူလုံးရက်မတူတော့ကံတွေမတူမသိကြဘူးလားဒါဆိုရင်ပြိဿရေလူအချင်းချင်းအကြိုက်တွေဘာလို့မတူတာလဲဇယိုက်တွေမှမတူကြတာတူရဲ့လားဓမ္မများတအိမ်နဲ့နေတဲ့ပုဂ္ဂိုလ်အချင်းချင်းတောင်အများကတော့ပြောတယ်အသွင်တူလို့အိမ်သူဖြစ်တာဟေ့တယ်သို့တော်ဇယိုက်တူရဲ့လားဇယိုက်မတူအကြိုက်မတူအကြိုက်မတူအလုံးမတူအလုံးမတူတော့ကံတွေမတူဟုတ်လားကံကမျက်နှာသာပြိဿရေဘယ်သူကမှမပေးဘူးနော်မျက်နှာလည်းမလိုက်ဘူးနော်အကြိုက်ပေါ်မှာဖြစ်ဇယိုက်ပေါ်ကဇယိုက်ကိုမူတည်ပြီးဖြစ်လာတဲ့အကြိုက်အဲ့ဒီအကြိုက်ပေါ်မူတည်ပြီးဖြစ်လာတဲ့အလုပ်တွေကိုယ်စီရှိလားမရှိဘူးလားကောင်းတဲ့ဇယိုက်ပါလာတဲ့သူကကောင်းတာကြိုက်တယ်ကောင်းတာကြိုက်တဲ့သူကဘာလုပ်ဟောဘေးတင်မေးစရာလိုသေးလားဓမ္မများမကောင်းတဲ့ဇယိုက်ပါလာတဲ့ပုဂ္ဂိုလ်ကမကောင်းတာကြိုက်တယ်မကောင်းတာကြိုက်တော့အဲ့ဒီလူဘာလုပ်လဲဟောကိုကြိုက်လို့ကိုလုပ်နေကြတာပဲဟုတ်လားဟဲ့ဒီကနေ့တို့မိသားစုတွေတခြားဘွဲကြိုက်တခြားဘွဲလုံးမှာပေါ့ဘာဘွဲကြိုက်လို့တရားဘွဲကြိုက်လို့ဘာဘွဲလုံးတာဘယ်သူကမှရိုက်မခိုင်းပါဘူးဒီတရားဘွဲကိုလည်းအုပ်ချုပ်ရေးမှုနဲ့ဆရာတော်တန်ဃာတော်ဘုန်းကြီးများကမင်းတို့မလားမဖြစ်မလားငါနဲ့တွေ့မယ်လို့ကြိတ်ထားတာရှိလားဘဒုစိတ်နဲ့ဘဒုလာတာကိုယ်စရိုက်ကိုကလေးကဒါကိုကြိုက်လို့ဒါကိုကြိုက်လို့ကိုယ်တိုင်လှုပ်တာဘယ်သူမပြုပြိဿရေပြောဘယ်သူမပြု
ဒါဆိုရင်ဒီအတိတရားနဲ့ဘဝမှာဆင်ခြင်လိုက်ဘဝမှာကောင်းတာတွေဖြစ်နေတာလဲဘယ်သူကြောင့်မကောင်းတာတွေဖြစ်လာရင်လဲဆင်ញင်တုံတရားကပြိတ္တရဲ့ထိန်းနေတော့ဘဝကိုရောက်ရမခတ်အောင်ဘဝကိုတိတိငြိမ်ငြိမ်ဖြစ်အောင်ဆင်ញင်တုံတရားကထိန်းလာမထိန်းဘူးလားအဲ့ဒါလိုမှမောင်ရင်ပြိတ္တရဲ့ဘဝမှာအစင်မပြေမှုများစွာနဲ့ကြုံလာတဲ့အခါသူ့ကြောင့်လို့လက်ညှိုးတွေထိုးပြီးတော့အပြစ်တွေပြောလာတတ်တယ်ခဏမငြိမ်တဲ့စိတ်ပြောပါစိတ်လေအဲ့တော့ဒီလိုအတိတ်တရားတွေနဲ့တတိကဆင်ញင်လိုက်တော့ဩဘဝမှာမကောင်းတာတွေဖြစ်လာတဲ့အတိတ်ကငါကိုယ်တိုင်တည်ခဲ့တဲ့ကံတရားတွေကြောင့်ပဲဟုတ်လားဘယ်သူကိုယ်တိုင်တည်ခဲ့တာသူများထည့်ပေးလိုက်တာလားကိုယ်တိုင်တည်ခဲ့တာလားအဲ့ဒီတည်လာခဲ့တဲ့ကံတွေကကိုသူများကလှုပ်တဲ့အရာကိုတည်လာတာလားကိုယ်တိုင်လှုပ်တဲ့ကံကိုတည်လာတာလားတမ္မာဒိဋ္ဌိဆိုတာအင်မတန်မှနူးညံ့တယ်နော်ဂရမများလောကကြီးမှာကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ကောင်းတာတွေနဲ့ပဲကြုံရမကောင်းတာတွေနဲ့ပဲကြုံရတခြားကြောင့်လားကိုကြောင့်လားကိုကြောင့်လို့အမှန်သိရင်ပြိတ္တရဲ့ဒါဆိုရင်နောက်တန္တရာခရီးဒီလိုမကောင်းတဲ့ကြက်မာတွေငါထံဖမ်းမလာအောင်ငါဆင်ခြင်ပြီးတော့နေမှပဲလို့အဲ့ဒီအတိတ်တရားကတတိထားမိစေပြီးတော့ဆင်ခြင်တုံတရားတွေဖြစ်စေလားမဖြစ်စေလားဓမ္မများဘယ်သူကိုပဲဘယ်သူထိန်ရမှာသဘောပေါက်လားယေအဲ့တော့ပြိတ္တရဲ့ဘဝတန္တရာခရီးသွားတဲ့အခါကန္နပအကျိုးပေးပြီကန္နပအကျိုးပေးတဲ့အခါကျတော့ပြိတ္တရဲ့အာတာယများရာအကျိုးပေးတာဘာရာအကျိုးပေးတာဆိုလိုက်အနေအမြထိုနှစ်ပါးများရာအကျိုးပေးပြီအနေအမြထိုနှစ်ပါးများရာအကျိုးပေးပြီဆိုကြည့်ပါဦးအနေအမြထိုနှစ်ပါးများရာအကျိုးပေးပြီအနေအမြထိုနှစ်ပါးများရာအကျိုးပေးပြီအနေနဲ့အမြထိုနှစ်ပါးမှာပြိတ္တရဲ့အကျိုးပေးတာဘာကပေးမှာအဲ့တော့ဥပမာလေးတစ်ခုပေးမယ်ပြိတ္တရဲ့တောင်ဘက်ရိုက်နေတဲ့သစ်ပင်တစ်ပင်မျက်လုံးနဲ့မြင်လားဘယ်ဘက်ရိုက်နေတာလေတိုက်လို့မပြည့်မနေလဲရတော့မယ်ဆိုရင်ပြိတ္တရဲ့ဘယ်ဘက်လဲမှာစဉ်းစားစရာလွန်သေးလားဘေးရင်မေးစရာအဲ့ဒါကိုအဲ့ဒီသစ်ပင်ရှိကြောပွဲတွေအုံသိငပြောသည်ချပြီးတော့မြောက်ဘက်လဲပါစီဗျာမြောက်ဘက်လဲပါစီဗျာလို့ထိုင်ဆုတောင်းနေလို့ပြည့်ပါမလားသိကြတယ်ဘယ်ဘက်ပဲလဲမှာနဂိုကလေးကဘယ်ပဲရိုင်နေလို့ဒါဆိုရင်ပြိတ္တရဲ့ဒီဥပမာတရိတာကိုပြန်ဆက်ငါသည်ကုသိုလ်ဘက်ရိုင်နေတဲ့လူသားလားအကုသိုလ်ဘက်ရိုင်နေတဲ့လူသားလားဘယ်သူစစ်မယ်ပြောဘယ်သူစစ်မယ်ကိုအကြောင်းကိုအတိဆုံးမို့လားကောင်းတယ်ဆိုတာလဲကိုအတိဆုံးမကောင်းဘူးဆိုတာလဲဘယ်သူအတိဆုံးအဲ့တော့ရိုင်တဲ့ဘက်လဲမဲ့ဆိုတဲ့သဘာဝဓမ္မနိယာမရှိနေလားမရှိနေလားတန္တရာခရီးတမလွန်သွားတဲ့အခါပြိတ္တရဲ့ရိုင်တဲ့ဘက်လဲကြသွားမှာဟုတ်လားဟဲ့ဓမ္မများအဲ့တော့ပထမစကားလုံးပြန်ပြောမယ်ကိုစိတ်နဲ့ကိုပြန်ပြောကောင်းတာလုပ်လဲမကောင်းတာလုပ်လဲနောက်စကားလုံးနှလုံးတတွဲထပ်မှတ်မယ်ကိုလုံးရဲနဲ့ကိုကံပြန်ပြောမယ်ဘယ်နှတွဲရှိသွားပြီနံပါတ်1တွဲကကိုစိတ်နဲ့ကိုနံပါတ်2တွဲကကိုလုံးရဲနဲ့ကိုကံမမိလားပြန်ပြောပါဦးပြန်ပြောကြည့်ပါဦးအဲ့ဒါလို့သိတာဆင်ခြင်လိုက်ရင်ကောင်းလဲငါးကြောင့်မကောင်းလဲငါးကြောင့်လို့သိလားမသိဘူးလားအဲ့ဒါကိုသမ္မာဒိဋ္ဌိပြောပါလေအမှန်မြင်တဲ့သူတဲ့ဘုရားကသာဓုခေါ်တယ်ဟုတ်လားဟဲ့ဓမ္မများတတိထားဖို့လိုလားမလိုဘူးလားကိုစိတ်နဲ့ကိုလုံးရဲနဲ့ကိုကံပြန်ပြောပါဦး
နောက်တကပရိသတ်ရဲ့အလုံးမှတ်ထားလိုက်ပါဒီလောကကြီးမှာကိုယူရာကိုပြန်ရမှာပြောပါလေပြန်ပြောပါဦးအတိတ်ဘဝတန္တရာစီတော့ကယူခဲ့သမျှဒီပစ္စုပန်ဘဝကိုရနေပြီဒီပစ္စုပန်မျက်မှောက်ဘဝယူနေသမျှတန္တရာဘဝတမလွန်အနာဂတ်မှာဘယ်သူပဲပြန်ရမှာမသိကြဘူးလားအဲ့တော့ကိုပြန်မေးလိုက်ဒီမိဘနှစ်ပါးမွေးဖွားလာလို့ပေါက်ဖွားလာတဲ့ဒီမိသားစုဒီကြီးရွာကံကောင်းအကြောင်းလာလို့ကြုံဆုံးနေတဲ့ဒီဘုရားသာသနာငါပါရီယူပြီးပြီလေဘုဇုကိုမေးဒကာရမများဘုဇုကိုမေးမယ်ငါပါရီယူပြီးပြီလေဟုတ်လားအဲ့တော့ကိုစီတော့နေ့စဉ်နဲ့အများယူနေကြတာပဲအလုံးမှန်သမျှယူတာပဲမဟုတ်လားကောင်းတာလုပ်ရင်ကောင်းတာယူတာပေါ့မကောင်းတာလုပ်ရင်မသေးကြဘူးလားဓမ္မများကံစီမံရာဆိုတာကံကပရိသတ်ရဲ့ကလေးကထိုင်ပေါ်ကနေထိုင်ပြီးတော့အဲ့ဒီလူသားကိုလိုက်စီမံနေတာမဟုတ်ဘူးနော်အဲ့ဒီကံကဘယ်သူကိုယ်တိုင်လုပ်တာဒါဆိုရင်ပရိသတ်ရဲ့စကလုံးပြောင်းပြောရင်မှန်နိုင်တယ်ကိုယ်တိုင်ကိုစီမံတာဟုတ်လားကိုဘယ်သူစီမံတာမသိကြဘူးလားကိုယူတာပဲကိုပြန်ရမှာပြောကြည့်ပါဦးဟောအတိတ်ဘဝတကူတော့ငါပြိတ္တရေတိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့ရှင်ဘရင်အုပ်စိုးနေတဲ့အချိန်တုန်းကအဲ့ဒီတိုင်းပြည်မှာအမျိုးသမီးလေးတဦးတဲ့အင်မတန်မှရုပ်ရည်ချောမောဥစ္စာချမ်းသာကြွယ်ဝပေါ်ကြွယ်ဝတယ်မိဘနှစ်ပါးညီကောင်မောင်နှမမိသားစုတွေနဲ့ကောင်းစွာနေနေတဲ့အချိန်တဲ့တနေ့တော့မိဘညီကောင်မောင်နှမတွေတခြားခရီးထွက်သွားအိမ်ကြီးမှာတိုက်တာကြီးနဲ့စည်းစိမ်ဥစ္စာပြည့်စုံစွာနဲ့သူတယောက်တည်းမိမ့်မပြိုလေးကျန်နေခဲ့အဲ့တော့သူတယောက်တည်းကျန်နေတဲ့ညတညမှာပြိတ္တရဲ့အိမ်ကိုဓမြတခိုးတွေဝင်တိုက်ခံရတယ်တဲ့မိသားစုတွေမိဘတွေရှိနေစဉ်တုန်းကတော့ဘယ်တခိုးဘယ်ဓမြမှမလာဘူးမိမ့်မပြိုလေးတယောက်တည်းရှိနေတဲ့နေ့ညကြမှာတခိုးဓမြတွေအိမ်ထဲဝင်လာအဲ့တော့ပြိတ္တရဲ့တခိုးဓမြတွေကစုစုပေါင်းပြိတ္တရဲ့6ယောက်တဲ့ပြောဘယ်နှယောက်လဲအဲ့ဒါအိမ်ထဲကိုဝင်မြန်ပြောမယ်နော်အိမ်ထဲကိုဝင်ရှိသမျှပစ္စည်းတွေအကုန်ယူတက်စင်တဲ့ပရိဘောဂတွေအကုန်ဖြည့်ဆည်းရှိနေတဲ့မိမ့်မပြိုလေးတယောက်ကိုပြိတ္တရဲ့နှိပ်စက်ပြီးတော့မသေးယုံတမဲညှင်းဆဲသွားတယ်တဲ့မဆိုးဘူးလားမဆိုးလုံးဘူးလားဟဲ့တခိုးပဲယူစရာရှိပစ္စည်းခိုးပြီးပြန်သွားပေါ့ဓမြပဲရတဲ့ပစ္စည်းယူပြီးပြန်ပေါ့မဟုတ်ဘူးပရိဘောဂပစ္စည်းတအိမ်လုံးပြည့်စည်သွားလူကိုလည်းရန်လုပ်သွားအဲ့တော့ပြိတ္တရဲ့အဲ့ဒီမိမ့်မပြိုလေးကတယောက်တည်းဆိုတော့မအော်ရဲမဟင်ရဲပေါ့အကုန်လုံးတခိုးဓမြတွေပြန်ထွက်သွားမှဘုရားကျောင်းဆောင်ရှိသွားအသာတူးတုပ်ဒဏ်ရာဘလပွားနဲ့သွေးတွေပေကြံစွာနဲ့လက်အုပ်လေးခြေပြီးတော့ပြိတ္တရဲ့ဆုတောင်းတယ်ပြောပါတောင်းလဲဘုံတော်ကြည်တော်မူသောမြတ်စွာဘုရားဒီဘဝတည်တခဏနေရတဲ့ချိန်ဒီလိုပြေဆုံးတဲ့ကြုံတဲ့ဘုရားတပည့်တော်ဘုရားကံစိုးလွန်လာပါတယ်ဘုရားတပည့်တော်မှာတော့တမ္မာအာဇီဝရှာဖွေရရှိလာတဲ့စည်းစိမ်ဥစ္စာယရနာတွေကိုတခိုးဓမြ6ယောက်လာပြီးတော့ဖြည့်စည်းတိုက်ယူခိုးယူသွားတယ်ဘုရားအမတမယုံညံလွန်းတဲ့မိုင်ရိုင်းလွန်းတဲ့ဤတခိုးဓမြ6ယောက်ဘဝဇတိုင်းတပည့်တော်မရဲ့မျက်စိရှေးမောက်တွင်အသေးစိုးနဲ့သေပါစေသာမြတ်စွာဘုရားမျက်စိရှေးမှာတဲ့ဘာစိုးနဲ့သေပါစေဓမ္မများကြောက်เสียမပေါ်ဘူးလားစူတောင်းလို့သာပြောတာတကယ်တော့ကျိန်စာဘာလဲတို့တဲ့တွေလည်းဘဝမှာခံပြင်းလာပြီဆိုစိတ်ထဲမှာအလိုမကျဒေါသတင့်ထွက်လာပြီဆိုရင်ကျိန်စာတိုက်ပြီလားမတိုက်ဘူးလားသိချင်းစိုးလေးတောင်းစားလေးတဲ့ဟုတ်လားနင်ဘာပြေစမ်းပါစီဟဲလို့ပြိတ္တရဲ့ဗဇက်ကလွယ်တကူစီးမရှိကမ်းမရှိဘောင်မရှိအထိတ်မရှိအကွတ်မရှိထွက်မိလားမထွက်မိလားဓမ္မများတတိထားနော်ကံတွေကိုပမာမခန့်မလုပ်မိစေနဲ့တဲ့ပြောပါလေကံတွေကိုကိုကံကဘဇုထံပြန်ရောက်ပါအဲ့ဒါပြိတ္တရဲ့အဲ့ဒီအတိတ်ဝတ္ထုတွေဒီလောက်ပဲရက်လိုက်တော့ဒီလောက်ဆိုဒုမိသားစုတွေမျိုးလုံးနဲ့မြင်သွားပြီ
အဲ့တော့တို့ဘုရားရှင်ကိုရမဘုရားရှင်ကိုရောမြတ်သာဝတိပြည်စေတဝရွှေကြောင့်တရင်30လုံးကအဲ့ဒီသာဝတိမြို့မှာပြိတ္တရေမိဘနှစ်ပါးရဲ့သားယောက်ျားလေးရဲ့သမီးမိန်းကလေးရဲ့စုစုပေါင်းမိသားစုဘယ်နှဦးလဲပြောစုစုပေါင်းမိသားစုဘယ်နှဦးလဲမိဘနှစ်ပါးရဲ့မောင်နှမ2ယောက်ရဲ့ပြောဘယ်နှဦးလဲအဲ့ဒီမိသားစု4ဦးထဲမှာပြိတ္တရေအလုံးကြာဖို့သိနေတဲ့အမျိုးသမီးလေးတဦးသာဝတိပြည်ကြီးမှာလူလာဖြစ်တဲ့နာမည်ကဗဒ္ဒါစာရီပြောဘယ်လိုလဲအလုံးသိတယ်မဟုတ်လားမကြဘူးလားဗဒ္ဒါမြေလူဝေဒနာဆိုသည်တဲ့အဲ့တော့သူ့အိမ်လာလုံးတဲ့ကိုဒါသသူ့အိမ်မှာအိမ်ပေါ်လုံးတဲ့မောင်ဒါသပေါ့မဗရာတို့ကချမ်းသာတာကိုချမ်းသာတော့အိမ်မှာဝေယဝဇခိုင်းဖို့ကြွန်ဖြစ်ပေါ့အလုသမားဖြစ်နေအိမ်ခေါ်ထားတဲ့မောင်ဒါသလေးအရွယ်အပြိုလူပြိုပေါ်ဝင်ဟိုကမဗရာလေးကလည်းလူပြိုပေါ်ဝင်တော့ပြိတ္တရေအိုးခြင်းထားကြိုးခြင်းထားဒီလူတွေအကုန်သိနော်အဲ့တော့ပြိတ္တရေမြန်ပြောလူငယ်သဘာဝချစ်ကျွမ်းဝင်တော့မိဘတွေသိခွဲတယ်တဲ့မတူဘူးမတန်ဘူးအနုလက်နဲ့ဘာကွက်၌အမျိုးမျိုးပြောမှာပေါ့စားတဲ့တော့ဘာကွက်နဲ့ကိုလောက်ကြံတွေးကြည့်တာအဲ့တော့ပြိတ္တရေမိဘဆွေမျိုးတွေကအကောင်အမျိုးမျိုးခွဲတော့မဗရာကကိုရာသအင်မတန်ချစ်တယ်တဲ့ခိုးရာနောက်လိုက်ပြေးတဲ့ဘာလို့လဲဓမ္မမများဒီပြည့်စင်တွေကဒီခေတ်မှရှိတာမဟုတ်ဘူးဘုရားလက်ထက်ကလေးကရှိလားမရှိဘူးလားအဲ့ဒါပြိတ္တရေအဲ့ဒါရင်မကြည့်ဘူးသူတို့ဘာနဲ့သူတို့ခိုးရာလိုက်ဘာလိုက်ဒုနဲ့ဆိုင်လားမဆိုင်မနဲ့လေဒီဘုန်းကြီးကလည်းပြောတာပဲသူတို့ကလည်းနားထောင်တာပဲဟုတ်လားပြောကျင်တာကပြိတ္တရေအဲ့ဒါမိဘတွေခိုးရလောက်တော့တကားတဲ့အမွေဖြတ်ပေါ့အမွေဖြတ်အိမ်ဘဝနှင်ချစသဖြင့်လောက်မှာပေါ့အဲ့ဒါနဲ့ပြိတ္တရေတနေ့တည်းမှာသွားပြီးတော့ကိုရာသနဲ့မဗရာအိမ်လေးကိုအိမ်လေးနဲ့အခြေချနေထိုင်အဲ့တော့ပြိတ္တရေအချိန်ကာလလေးကြာတော့သားလေး2ယောက်မွေးတယ်တဲ့ပြောသားလေးဘယ်နှယောက်ပြောသားလေးဘယ်နှယောက်သားလေး2ယောက်မွေးအချိန်ကာလလေးကြာတော့မဗရာအဖေနဲ့အမေလွန်းတယ်အိမ်ပြန်ခြင်းနဲ့တောင်းဆိုတာနဲ့ကိုဒါသနဲ့မိသားစုကိုဒါသရဲ့မဗရာရဲ့သားလေး2ယောက်ရဲ့ပေါင်းတော့သူတို့ကမိသားစုဘယ်နှယောက်အဲ့ဒီမိသားစု4ယောက်ခရီးသွားအဖေထံပြန်လမ်းမှာကိုဒါသပါကိုက်လို့သေးတယ်အကုန်သိပြီးသားပဲဟုတ်လားကိုဒါသပါကိုက်လို့သေးတယ်လင်းယောက်ျားမွေကိုက်လို့ကိုမျက်စိရှိမှအသေးဆုံးနဲ့သေလို့ခံစားရတဲ့ဝေဒနာမဗရာစတင်တွေ့ပြီဟုတ်လားမဗရာတွေ့ပြီမို့လားအဲ့ဒါတငုံကိုတရင်ယူကြုံမရအပူလုံးကြွလို့သားကလေးကိုရင်ဝဲပိုက်သားကြီးကိုလက်ကဆွဲလို့ပြိတ္တရေမိဘနှစ်ပါးအိမ်ပြန်ခရီးနင်လာလိုက်တာတနေ့တနေရာရောက်တော့ပြိတ္တရေတနေရာရောက်တော့ချောင်းကလေးကူးရမယ်သားကြီးကိုဒီမှာကမ်းပတ်မှာထားခဲ့တယ်သားကြီးမသွားနဲ့နော်မစင်းနဲ့နော်အမေလာပြန်ခေါ်မယ်အဲ့တော့အမေမလာမချင်းဒီနေရာကတဘွားမှမရွေ့နဲ့သားကြီးဆိုပြီးတော့သားကြီးထားခဲ့တန်းငယ်လေးရင်ဝဲပိုက်လို့ဟိုဘကန်အခုဟိုဘကန်လေးရောက်ယုံရှိသေးတယ်အနောက်ကသားကြီးကပြောစကားနားမတော့ရေဆက်ဆင်းရေထဲမျောပါဘာနဲ့လို့သိဒီမိသားစုတွေမြန်သေးမှတရားကပြီးမှာဘူးဟုတ်လားဒီမဗရာတို့သားမိတွေမြန်သေးမှဒီဘုန်းကြီးတရားကဘာဖြစ်မှာအဲ့တော့မြန်သေးခိုင်းလိုက်တာမကောင်းဘူးလားကောင်းပါတယ်ဗျာတဲ့လောက်ကြအောင်ဟဲ့ဒိုင်အင်းရဲ့သူများသားမိတွေသေးတာကိုကောင်းပါတယ်ဗျာတဲ့အဲ့တော့ပြိတ္တရေပြောစကားနားမတော်နဲ့သားကြီးခလေးဆိုတော့လဲရေစတဲ့ခြေတော်လေးဆင်းရင်လှမ်းရင်နဲ့ရေထဲမျောပါသိချတယ်ပေါ့အဲ့တော့သားရေဆိုပြီးတော့သားကြီးနောက်ကိုလိုက်ဖို့ဆိုပြီးတော့သားငယ်လေးရင်ဝဲထွေးပိုက်တဲ့သားငယ်လေးကန်းဆက်မှာတင်ထားခဲ့သားကြီးနောက်ပြေးလိုက်တယ်အဲ့တော့သားကြီးနောက်ကိုရင်နှင့်သွားတဲ့သားကြီးနောက်ကိုပြေးလိုက်နေတော့မှပဲပြိတ္တရေဟိုဘကန်းဆက်တင်ခဲ့တဲ့သားငယ်လေးပါချီခံရပြန်ပြီအိုးကံကြမ္မာကြီးစိုးလိုက်တာပြိတ္တရေမမြင်ရသေးဘူးကြားယုံနဲ့ကိုကြောက်เสียမကောင်းဘူးလားမကြသေးခင်ကဟိုဘကမ်းမှာလင်ယောက်ျားကိုဒါသကပါကိုက်လို့သေးတယ်ဒီဘကမ်းလေးကိုကိုယုံရှိသေးတဲ့အနောက်ကသားကြီးကပါနဲ့လို့သေးပြီ
ဒီဗမာထားခဲ့တဲ့တန်ငယ်လေးပါချင်းလို့သေးပြန်ပြီယူပြီဘောတဲ့ဒီမိမဒီအမျိုးသမီးဒီတူတဲ့ဟုတ်လားဟဲ့မဗရာမို့လို့ယူယုံပဲယူတာတို့တဲ့တွေဆိုအဲ့နာတော့သိနိုင်တယ်မသိနိုင်ဘူးလားကျမစိုးဝင်လာပြီဆိုရင်ပြိဿရေတားမရတော့ဘူးနော်အဲ့ဒါနဲ့ပြိဿရေမုတ်စိုးတစ်ပိုင်းမိမရိုင်းကြီးထမိန်စွန်အောင်ဆွဲအကိုရမဲလို့အမိတံပြန်အမိတံပြန်မဲ့အိမ်မှာရှိတဲ့မောင်လေးအကိုမဲဆိုပြီးတော့အိမ်ပြန်သာဝတိပြေရောက်တော့ညကမှလေရင်မောကြီးတိုက်ပြီးတော့အိမ်ပြိုတဲ့အိမ်ပြီးလို့သားမိသားပါ3ယောက်အိမ်ပြီးလို့ဘာဖြစ်ပြန်ပြီအရမမြအဖေလည်းသေးတယ်အမေလည်းသေးတယ်မောင်လေးလည်းအိမ်ပြီးလို့သေးတယ်ယောက်ျားကိုယ်တာသားလည်းသေးတယ်သားကြီးရင်နဲ့လို့လည်းသေးတယ်သားငယ်ပြောပါရဲ့သားငယ်ပါချင်လို့သေးတယ်အမလေးဘုန်းကြီးတစ်ပါးတည်းလွတ်ထားတယ်အရမမြစုစုပေါင်းသေးပွဲဝင်ရတာမိသားစုဘယ်နှယောက်လဲမဗရာသူ့ရဲ့မျက်စိရှင်မောက်တဲ့အသေးစိုးနဲ့သေပွဲဝင်ခဲ့ရတဲ့ယောက်ျားရဲ့သား2ယောက်ရဲ့မိဘနာပမောင်လေးရဲ့ယူကျုံမရအပေါ်လုံးကြွပြီးတော့သာဝတိပြည်လမ်းမကြီးတဲ့ကြောင့်ငိုကြွေးအော်ဟစ်ပြီးတော့ပြိဿရဲ့သွားနေလိုက်တာခန္ဓာကိုယ်အဝမကနိုင်ယောက်ျားရဲ့ကိုတာသားကြီးရဲ့သားငယ်ရဲ့ဖေမေမောင်လေးရဲ့ဆိုပြီးတော့တွေ့ကြရထင်ကြရအော်ပြီးတော့သွားနေတာအဲ့ဒီချင်းသာဝတိပြည်မောဇေတဝန်ရွှေကြောင့်တရင်သုံးနေတဲ့မြတ်စွာဘုရားညံတော်တဲ့ဝင်လာဩငါရင်ရှင်သမီးဗရာဇာရီကြွတန်းဝင်ရင်ရောက်ပြီအဲ့ဒါမြန်မြန်ပြောဖယားမြို့တဲကိုကြွမြို့တဲကိုကြွလမ်းမကြီးရဲ့လေမှာလူလိတ်ဖုံးနေပိပြီးတော့ဗရာမြေလူဝေဒနာစွန့်နေတဲ့ဗရာဇာရီတွေ့တော့ခြေသမီးဗရာဇာရီတဲ့မြတ်စွာဘုရားမဟာကရုဏာတော်အတန်နဲ့ခေါ်လိုက်တော့ပြိဿရေအယူမကြီးမျက်လုံးလေးဖွင့်ပြီးတော့ငါတရင်တဏီကျင်နာယူရကရုဏာပြည့်တဲ့အတန်နဲ့ခေါ်တာဘယ်သူပါလဲလှန့်ကြည့်တော့ပြိဿရေတခြားလားဘုရားလားခြေသမီးဗရာဇာရီမငိုတော့နဲ့တိတ်တော့ကွယ်ညီငိုရမယ်ပွဲမဟုတ်ဘူးတဲ့ဒီပွဲညီလက်ခုပ်လဝတီးပြီးတော့ပြောရမှာဓမ္မမြတ်တခြားပြောနေတာလားဖယားပြောနေတာလားခြေသမီးဗရာဇာရီမငိုတော့နဲ့တိတ်တော့ကွယ်ညီငိုရမယ်ပွဲမဟုတ်ဘူးကွယ်ငိုရမယ်ပွဲမဟုတ်ဘူးပြိဿရေလက်ကုပ်လဝတီးပြီးတော့ပါရမယ်ပွဲပြောရမယ်ပွဲပါရမယ်ပွဲအဲ့ဒီမှာပြိဿရေဗရာဇာရီကိုနာကိုတော်ကိုမယုံနိုင်ပဲနဲ့တရားပြောတဲ့စကားမှာဟုတ်လေစငါသား2ယောက်ရဲ့အဖေရဲ့မေရဲ့မိဘနာမမောင်လေးရဲ့ယောက်ျားကိုတာသားရဲ့အသေးစိုးနဲ့သေလို့မို့ယူကျုံမရအပေါ်လုံးကြွအကိုလုံးကံကြမ္မာဇိုးတွေတွေ့ကြုံပြီးတော့အမတန်စိုးသွမ်းတဲ့ဘဝလောကရန်ခံနေရတဲ့ငါကိုမြတ်စွာဘုရားကငိုရမယ်ပွဲမဟုတ်ဘူးဘာရမယ်ပွဲပြောရမယ်ပွဲမြတ်စွာဘုရားဘလို့မြန်မိတ်လိုက်တာလေဘုရားဟဗရာဇာရီနေယူခဲ့တာတွေနေပြန်ရတာဓမ္မမြတ်နေယူခဲ့တာတွေမြတ်စွာဘုရားကတော့တရားတော်ထဲမှာညီတို့နင်တို့မပြောဘူးပြိဿရေကျင်းလက်ကြတဲ့ဝင်လောက်ကြံပြောတာဟုတ်လားယုံပါစိုးလို့ဓမ္မမြတ်ဒီတရားဓမ္မဒုမိသားစုတွေကရဲတဲ့ရွာတဲ့စကလုံးလေးတွေနဲ့သုံးပြီးတော့ပြောရင်ပို့ပြီးတော့နားမဝင်ဘူးလားပို့ပြီးတော့နားမလဲဘူးလားဒါကြောင့်မလို့ကျင်းလဲကျဲတဝင်းကရ3ရွာ3စကားနဲ့ပြောတာခွင့်လို့ဘုရားကတော့ညီတို့နင်တို့မပြောဘူးဟုတ်လားဗရာဇာရီတိတ်တော့မငိုတော့နဲ့ညီငိုရမယ်ပွဲမဟုတ်ဘူးညီပြောရမယ်ပွဲလက်ကုပ်လက်ဝါးတီးပြီးတော့ပြောလိုက်စမ်းပါအကျွေးတွေကုန်ပြီတဲ့ဟောဘုရားပြောတဲ့နောက်တစ်လုံးနောက်စကလုံးတစ်လုံးပြိဿရေပါတွေကုန်ပြီတဲ့ခြေသမီးဗရာဇာရီဒီတန္တရာဘဝခရီးရှိနေသေးရင်အကျွေးဆိုတာရှိနေတဲ့၍စက်နေရမှာဓမ္မမြတ်အကျွေးဆိုတာရှိနေတဲ့၍ဒီဘဝမကြည်ရင်နောက်ဘဝဆက်ရမယ်နောက်ဘဝမစင်ရင်တန္တရာတစ်လျှောက်လုံးဆက်ရမှာဒါကြောင့်မလို့ခြေသမီးဗရာဇာရီညီတန္တရာအကျွေးတွေဒီမှာကုန်ပြီကွလွတ်လပ်တန္တရာခရီးနှင်လို့ရပြီ
ညီတောင်းခဲ့တဲ့စုပြေးတာပဲဗရာစာရီတခိုး6ယောက်မျက်စိရှေ့မှာတင်ဘာဇိုးနဲ့သေးပါစေအဲ့ဒီတခိုး6ယောက်ပြိတ္တရဲ့သူမျက်စိရှေ့သေရမှာဖြစ်တော်မိသားစုဝင်တွေကိုစီလာဖြစ်လားမဖြစ်လားဘဝတန္တရာဆိုတာပြိတ္တရဲ့တကွေးမဟုတ်တကွေးတော့သူနဲ့ကိုတွေးကြရတာမဟုတ်လားဒါရမများအကြောင်းမရှိပဲဒီလောကမှာပါမမဖြစ်ဘူးကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်ပြိတ္တရဲ့ပါရှိလို့ဖြစ်တာအကြောင်းကိုမြင်အောင်ကြည့်နော်ဒါရမများအစိုးတွေနဲ့မတွေ့ခြင်းဘူးမကြုံခြင်းဘူးဆိုရင်အဲ့ဒီအစိုးတွေကိုဖြစ်ပေါ်စေတဲ့အကြောင်းစိုးတွေကိုရှင်းရပါမယ်ဟုတ်လားဟိတိုးထဲမှာချင်းသင်းနဲ့ခွေးနဲ့အိတ်နေတယ်လူတယောက်ကဒုံနဲ့ခဲနဲ့ပြစ်တယ်ချင်းသစ်ကဒုတ်ကိုလည်းရံမလို့ဘူးတဲ့ခဲကိုလည်းရံမလို့ဘူးတဲ့ဒီဒုတ်တွေဒီခဲတွေဘယ်ကလာတယ်လဲဘသူပြစ်တယ်လဲဆိုတာအကြောင်းကိုရှာတာတခြားလားချင်းသစ်လားဓမ္မများခဲလာရလမ်းကြောင်းဒုတ်လာရလမ်းကြောင်းကိုအကြောင်းကိုရှာတာဘယ်လိုလဲချင်းသေးတဲ့ခွေကြတော့အဲ့ဒါလို့မဟုတ်ဘူးတဲ့ကိုပေါ်ကြလာတဲ့ဒုတ်ကိုရံလို့တယ်ကိုပေါ်ရောက်လာတဲ့ဘဲကိုရံလို့တယ်ဘဲကလာစိတ်မဝင်စားဘူးဘသူပြည့်သူမသိခြင်းဘူးဘယ်လိုလဲဇဂဘုံကတော့ရိုက်တယ်တို့လူတွေအများစုတခါတို့တွေအဲ့ဒီခွေးလိုဖြစ်နေတတ်တယ်ဟုတ်လားတွေးကြုံလာတဲ့အကြောင်းဆိုအကြောင်းကောင်းတွေမှာပဲခံစားသာယာပြီးတော့ပြိဿရဲ့ပူလောင်မနေဘူးလားအဲ့ဒီပူလောင်မှုတွေအဲ့ဒီဖြစ်စဉ်တွေပြိဿရဲ့ဘာအကြောင်းကြောင့်ဖြစ်တာလဲဆိုတာပြိဿရဲ့ရှာတဲ့သူကရှာတယ်ဒါကြောင့်အကြောင်းကိုရှာတာဒီဗုဒ္ဓဝါဒဓမ္မများဘာကိုရှာနိုင်ရမလဲသဘောပေါက်လားဒုက္ခဖြစ်တာသိရင်ဒုက္ခဖြစ်ကြောင်းကိုရှာသမုဒယကိုတွေ့မယ်မတွေ့ဘူးလားသမုဒယကြောင့်ဒုက္ခဖြစ်တာကိုသိရင်ပြိတ္တရဲ့အဲ့ဒီသမုဒယကိုပယ်ဖို့လမ်းကြောင်းပေါ်တက်ရမယ်မဂ္ဂသစ္စာဟုတ်လားမဂ္ဂသစ္စာကိုပိုင်နိုင်ကြမ်းမာတန်ရှင်းတိကြလမ်းကြောင်းဖြောင်းမှန်ရှောက်လန်းနိုင်ပြီဆိုရင်တော့ပြိတ္တရဲ့တခြားလားဒုက္ခလွတ်တဲ့និရောဓသစ္စာလားဗုဒ္ဓရဲ့ဝါဒဘာရှာတဲ့ဝါဒပြောဘာရှာတဲ့ဝါဒအဲ့တော့ပြိတ္တရဲ့ဒီဘဝနေစဉ်တက္ကနာမကောင်းတာတွေနဲ့တွေ့ရကြုံရဆုံရတဲ့အခါငါကိုသူရက်ဆက်လိုက်တာလုံရက်လိုက်တာပြောရက်လိုက်တာလို့သူ့ကိုပဲအပြစ်တင်နေခံစားနေမဲ့အစားဒီလိုဖြစ်เสียအကြောင်းတွေကိုငါဖန်တီးခဲ့ပြီလို့ပဲလို့အမှန်သိဖို့လိုလားမလိုဘူးလားဓမ္မများဘယ်သူမပြုအဲ့တော့ဗရာစာရီကိုမြတ်စွာဘုရားပြောတဲ့စကားလုံးတွေကပြိတ္တရဲ့အကျွေးဆိုတာရှိနေတဲ့၍အကြောင်းဆိုတာရှိနေတဲ့၍အကျိုးဆိုတာဖြစ်ပေါ်နေအောင်မှာဗရာစာရီအကျွေးတွေလည်းကြည်ပြီးနေတောင်းခဲ့တဲ့ဆိုတွေလည်းပြေးပြီးပျော်ရမယ်ပွဲဟိုရမယ်ပွဲမဟုတ်ဘူးဗရာစာရီသဘောပေါက်လားဟဲ့ကိုယူတာပဲဓမ္မများအိတ်ချင်နေပြီလားမအိတ်ချင်ပါတော့နဲ့ငိုက်နေတဲ့သူတွေအနာမရှိရင်လည်းနှိုးလိုက်ပါတော့တရားသိမ့်ပါတော့မယ်လို့ကိုယူတာပဲအမလေးအမရလိုက်တာတိုင်အင်းရဲ့ကိုယူတာပဲဟုတ်တယ်နော်တိုင်အင်းနော်တိုင်အင်းရဲ့ကြဲကြဲလေးပြည်စမ်းမှာတနင်လုံးမှတညအဲ့ဒီတညမှဒီကိုရောနဲ့တနာကြီးကြော်လေးပဲတွေ့ရကြုံရဆုံရတာပါဟုတ်လားနေ့တိုင်းတွေ့ကျင်လို့ရမလားမရဘူးပြီးတာနဲ့ပလင်မော်စင်ကားပေါ်တဲ့ပြန်ရမှာမနှက်ပြန်ထိုးကြိုက်ထုံဝန်းပြင်းနေသွားဟောရဟုတ်လားအဲ့ဒါစိုးစိုးကဘုံဘုံခီးတွေပန်းတော့ဆရာတို့တွေဒီမှာအခမ်းအနားလောက်လာတော့တာရုမခေါ်နိုင်ကားပေါ်မှာအိပ်ပြီးဟောသွား
ဟုတ်လားဖေးတွေလည်းတောက်လျှောက်ပန်းနေပွဲတွေဟောအလူတွေလက်ကြွဩမကြွပြန်တော့လဲဆရာတော်ရဲ့တပည့်တော်တို့အလူလေးမကြွတော့ဒကာရမတွေစိတ်မကောင်းမျက်နာတွေပြတ်တော့ဘုန်းကြီးကပါလိုက်စိတ်မကောင်းကြွပေးအဲ့တော့စတော်ကြီးတစ်ပါးမိတ်ဖို့တဲ့မင်းတို့ဓမ္မဂရိကတွေကနောက်ဆုံးကြတော့ယောဂပဲကြံခဲ့မှာတဲ့ဘာပဲကြံခဲ့မှာအဲ့တော့စောစောကမယီမသားအချင်းမုတုမျက်နာနဲ့ပလင်မော်တက်လာတာအလုံးတွေ့ရတယ်မို့လားအခုဗရာဇာတိနဲ့တွေ့မှဒီကိုတော့ပျော်သွားတာဘယ်သူနဲ့တွေ့မှဗရာဇာတိတွေအာကြီးပဲနော်ဟုတ်လားဓမ္မများအကျွေးရှိနေသေးတဲ့၍ဘာလို့ကြားရမှာအတိတ်တန္တရာခရီးစဉ်အနာဂတ်တန္တရာခရီးစဉ်ပစ္စုပန်တန္တရာခရီးစဉ်မှန်သမျှအတိုင်းမှာကိုယူနေတာကိုပြန်ရမှာပြောကိုယူနေတာဒါကြောင့်ပရိသတ်ရေတရားနာမယ်လေးပြန်ပြောလိုက်ပါလဲမကြည့်နဲ့ပါလာတဲ့ပရာစာရီရဲ့နောက်ကိုပါလာတဲ့ကံစိုးကျမစိုးသူများထည့်ပေးလိုက်တာလားသူယူခဲ့တာလားဓမ္မများတရားနာတယ်ဆိုတာဆင်ခြင်နိုင်ဖို့ရဲ့တမလွန်အတွက်ပြင်ဆင်နိုင်ဖို့ရဲ့လို့သဘောပေါက်နားလည်ကြပြီဆိုရင်ပရိသတ်ရေ9 နာရီခွဲပြီလို့9 မိနစ်လည်းရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်တရားသိမ့်ရအောင်အလုံးဆိုလိုက်ကိုယ်ကာယကံအတန်တိုးတယ်အတန်တိုးတာကိုလိုက်ဆိုတယ်ဘလို့တိုင်အင်းလဲအတန်တိုးတယ်လို့ပြောတာကိုလိုက်ဆိုတယ်ဘုန်းကြီးမြန်ပြောင်းနေသလားမသိဘူးငါတရားမသိမနဲ့နောက်တနာရီဟောလိုက်ရရန်ဆိုမဲ့ကိုယ်ကာယကံကိုယ်ထံပြန်ကိုယ်သာပြန်ရမယ်ကိုယ်ဝစီကံကိုယ်ထံပြန်ကိုယ်သာပြန်ရမယ်ကိုယ်မနောကံကိုယ်ထံပြန်ကိုယ်သာပြန်ရမယ်ကံနဲ့ကံကြိုးသိဉာဏ်တို့အာကိုယုံမှလူပိသာကံနဲ့ကံကြိုးသိဉာဏ်တို့စင်ကြင်နိုင်မှလူပိသာကံနဲ့ကံကြိုးသိဉာဏ်တို့ပြင်ဆင်ထားမှလူပိသာဒေတိတံသုဒ္ဓဗုဒ္ဓေနသုနေတဝါဓမ္မဒေသနံအဘိနရဏစိတ်တေနသာတုတိပါတ္ထာသာရဝတရားနာလာကြပါတဲ့မြားတကာဒကမပေါင်းသူတော်ကောင်းတို့ဒုံမေသင်သူတော်ကောင်းပေါင်းတို့သည်သုဒ္ဓဗုဒ္ဓေနဒါနသီလသမာဓိပညာနှင့်ဆက်ရှင်သောဘဝတုဒ္ဓဗျာဗျာကိုပြီးစွမ်းတော်မူသောဘုရားရှင်ကိုတော်မြတ်ကြီး၏တဏိကံအတ္တတော်၌ပေတိတံတဆင်ခံကဟောကြားတော်မူခဲ့ပါပေသောဣမဓမ္မဒေသနံလက်မကြီးနဲ့ပါလာတယ်လို့အမည်ပေးတဲ့ဣရိယာမြတ်ဒေသနာတော်ကိုသူနေတဝါကောင်းစွာနာယူပြကြကုန်သည်ဖြစ်၍အဘိနရဏစိတ်ဒေနာအလောနဲ့တန်ရှင်လဝမ်းမြောက်ဝမ်းသာပီတိပြာကြကုန်လည်းရဲ့သာဓုသာဓုတိသာဓုသာဓုသာဓုလို့ခေါ်သောသူတော်ကောင်းသူမြတ်လောင်းတို့ရဲ့ကောင်းမြတ်တဲ့ကြွေးကြော်သံကိုဘာတထာသုံးငိမ်သုံးဝနှုတ်မြတ်ခါ၍ကောင်းစွာမသွေကျူရင်လိုက်ကြကုန်ရတော့တည်း